ဖျားเจ้าတွင်ဖြစ်ပွားခဲ့တဲ့မယုံနိုင်စရာအဆိုးဝါးဆုံးဖြစ်ရဆိုများလူတွေဟာစိတ်ငြိမ်းချမ်းမှုမျှော်လင့်ချက်နဲ့ဝိညာဉ်ရေးအခွန်အားရဖို့အတွက်ဖျားเจ้าစီကိုတွားရောက်လို့ရှိကြပါတယ်။ဒါပေမဲ့ယုံကြည်မှုမေတ္တာတရားတွေထုံမိုးနေရမယ်ဒီလိုတန်ရှင်းတဲ့နေရာမျိုးဟာစံကျင်ပန်းအနေနဲ့ရုပ်တရက်ကြီးမားတဲ့ကမောက်ကမဖြစ်ရတွေငင်းခုန်မွေရပြဿနာတွေဒါမှမဟုတ်ကြီးမားတဲ့ဖြစ်ရဆိုးတွေအဖြစ်ပြောင်းလဲသွားမယ်ဆိုရင်ရောဘယ်လိုဖြစ်မလဲ။ဒါကြောင့်ဒီကနေ့ဗီဒီယိုမှာတော့အီသီယိုးပီးယားနိုင်ငံကလူတွေပြေးကျတဲ့ဖျားเจ้าတစ်ခုစက္ကန့်ပိုင်းအတွင်းပြိုကျသွားလို့လူပေါင်းများစွာတေဆုံးတဲ့ဖြစ်ရကနေကဘာတီတရားဟောဆရာတဦးတရားဟောစင်မော်ကနေရုပ်တရက်နှလုံးရက်သွားတဲ့အဖြစ်အပျက်တွေတန်တဲ့ချီတဲ့လူတွေကိုမင်းသက်သွားစေတဲ့လူတီကိုရှင်ပြအောင်လုပ်တဲ့အငင်းပွားပွဲရာဖြစ်ရတွေဒါတွေကိုကျွန်တော်စူးစီးတင်ဆက်ပေးသွားမှာပါကဲဒီတော့ထုံးစံအတိုင်းပဲအစီအစဉ်လေးမစခင်မှာ channel လေး subscribe လုပ်ထားဖို့လည်းတောင်းဆိုပါရစေအခုတင်ဆက်ပေးသွားမယ့်ဖြစ်ရတွေကတချို့ဖြစ်ရတွေကတင်မြင်တွေ့နေရတဲ့အရာတွေပေါ်တန်တရားဖြစ်သွားမှာဖြစ်စလို့တချို့ဖြစ်ရတွေကလည်းတင်လုံးဝနားမလည်သွားနိုင်အောင်သိကြမှာဖြစ်ပါတယ်ကဲဒီတော့အစင်းနဲ့ဖြစ်ပြီဆိုရင်တော့အခုပဲကျွန်တော်တို့အစီအစဉ်လေးကိုစလိုက်ရအောင်ဗျနိုင်တလုံးအတွက်ဒေါသအော်ဘွေရဖြစ်ရတွေအသက်အန္တရာယ်တွေမဟုတ်ပဲတရားဟောဆရာတယောက်နဲ့အသင်းသူအသင်းသားတွေကြားဆက်ဆံရေးကိုပါမိကုန်းထုတ်ဆရာဖြစ်စေတဲ့ဖြစ်ရတစ်ခုလည်းရှိပါတယ်2022ခုနှစ်ဩဂုတ်လမှာအမေရိကန်ပြည်ထောင်စု Kansas မြို့က Check Out the Wall ဖျားเจ้าကတရားဟောဆရာ Carlton Vanderburg ကတရားဟောနေပြီးသူ့ရဲ့အသင်းသူအသင်းသားတွေကိုပြင်းပြင်းထန်ထန်ပေါ်ပေါ်တင်ဝေဖန်ခဲ့တဲ့ဗီဒီယိုတစ်ခုကလည်း virus လို့ပြန့်နှံ့သွားခဲ့ပါတယ်သူဒေါသထွက်တဲ့အကြောင်းရင်းကတော့သူ2021ခုနှစ်ကတည်းကတောင်းဆိုခဲ့တဲ့Movado အမှတ်တစိတ်စိန်ခန့်နိုင်တလုံးကိုအသင်းသူအသင်းသားတွေကဝယ်မပေးဘူးဆိုတဲ့အကြောင်းပြချက်ပါမင်းတို့ဆန်ကလပ်မှာ Movado နိုင်သွားဝယ်လို့ရရတာပဲငါပြီးခဲ့တဲ့နှစ်ကတည်းကတောင်းထားတာအခုဩဂုတ်လောက်ရောက်နေပြီမရောက်သေးဘူးမင်းတို့ဘာမှမပြောကြဘူးလားဆိုပြီးတရားဟောစင်မြင့်ကနေဒေါသတကြီးအော်ဟစ်ခဲ့တာပါသူ့လုံလောက်တဲ့ဂုံပြူချီးမြှင့်မှုတွေမလုပ်ဘူးဆိုပြီးအသင်းသူအသင်းသားတွေကိုဆင်းရဲတဲ့ပတ်စံပြက်နေတဲ့စိတ်ပြက်စရာကောင်းတဲ့စတဲ့စကလုံးကြမ်းကြမ်းတွေတုံးပြီးထိုးနှက်ခဲ့တာပါဒီဗီဒီယိုဟာ online ပေါ်မှာပြန့်နှံ့သွားတဲ့အခါမှာတော့ကြည့်ရှုသူတွေရဲ့အကြီးကျယ်ဒေါသထွက်ခဲ့တယ်လို့စီးပွားရေးကျက်တဲနေတဲ့အချိန်ခါမှာတရားဟောဆရာတယောက်ကစိန်ခံပစ္စည်းတစ်ခုအတွက်ဘာကြောင့်တလို့မျိုးအတင်းကျပ်တောင်းဆိုတယ်လဲဆိုပြီးဝေဖန်ခဲ့ကြပါတယ်။ရန်နိုင်ငံအကြမှာတော့ Vanderburg ကကျွန်တော်ရဲ့စကားတွေကြောင့်နာကျင်ခံစားရသူတွေကိုတောင်းပန်ပါတယ်။ကျွန်တော်စိတ်လိုက်မှန်ပါလုံးမိပါတယ်ဆိုပြီးလူသိချင်းချပြန်လဲတောင်းပန်ခဲ့ပါတယ်။ဒါပေမဲ့ဒီဖြစ်ရဟာခေတ်သစ်ဘာသာရေးခေါင်းဆောင်တွေရဲ့ငွေကြေးမှန်မှုနဲ့ပတ်သက်ပြီး social media မှာအကျယ်လောင်ဆုံးဆွေးနွေးစရာတစ်ခုဖြစ်သွားခဲ့ရပါတယ်။မျက်စားသောယုံကြည်သူများယုံကြည်မှုကိုအကြောင်းပြပြီးအစွန်းရောက်တဲ့လုပ်ရက်တွေလုပ်တဲ့အခါမှာဘာတွေဖြစ်မလဲဆိုတာဒီဗီဒီယိုမှာမြင်တွေ့ရမှာပါ2014ခုနှစ်ဇန်နဝါရီလမှာတောင်အာဖရိကနိုင်ငံ Robini Center Ministry ရဲ့အသင်းအုပ်ဆရာ Lisico Daniel ရဲ့လုပ်ရက်ဟာကဘာတဝန်းကိုအံ့အားမြင့်သက်စေခဲ့ပါတယ်သူကဝေပြုကိုးကွယ်နေစဉ်အတွင်းမှာပဲအတင်းသူအတင်းသားတွေကိုအပြင်းထွက်ပြီးမြက်တွေကိုစားဖို့ညွှန်ကြားခဲ့တာပါဟုတ်ပါတယ်မြက်စားဖို့ပါမမရဲ့မောင်လေးတွေရောကိုရဲ့ညီမလေးတွေရောအကုန်လုံးမြက်စားဖို့ညွှန်ကြားခဲ့တာပါမှတ်တမ်းတစ်ပုဒ်အနေနဲ့ဗီဒီယိုတွေထဲမှာအမျိုးသားအမျိုးသမီးတွေဟာမြေကြီးပေါ်မှာဒူးထောင်မြက်တွေကိုဆွဲနှုတ်ရင်တမြင်မြင်ဝါနေတာမြင်တွေ့ရမှာပါဒန်နီယာကတော့ဒါဟာယုံကြည်မှုနဲ့နာခံမှုကိုပြသတာဖြစ်ပြီးဒီလိုလုပ်ချင်အဖြစ်ယောဂဗျာတွေပျောက်ကင်းတယ်လို့ဆိုပါတယ်ဒီရုပ်သံဖိုင်တွေဟာအင်တာနက်ပေါ်ရောက်သွားပြီးပြန့်နှံ့ကုန်တဲ့အခါမှာတော့ဘာသာရေးကောင်းဆောင်တွေပါဝင်လူအများစုကဒါဟာဘေးရန်နေရရှိပြီးကျင်းဝတ်နဲ့မညီဘူးဆိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်ဒီဖြစ်ရဟာလည်းခေတ်သစ်ကာလရဲ့အစွန်းရောက်ဘာသာရေးကျင့်နှုန်းတွေထဲမှာအငင်းပွားစရာအကောင်းဆုံးဥပမာတစ်ခုဖြစ်လာခဲ့ပါတယ်ဒါရိုက်လွှင့်နေစဉ်လှုပ်ကြံမှု2024ခုနှစ်မေလ9ရက်နေ့ Pennsylvania ပြည်နယ် Knox Barackdog က Jesus Driller Plague Church မှာတနင်္ဂနွေနေ့ဝတ်ပြုပွဲမှာတိုက်ရိုက်ထုတ်လွှင့်နေစဉ်အတွင်းထိတ်လန့်စရာကောင်းတဲ့အလှည့်ပြောင်းတစ်ခုဖြစ်ခဲ့ရပါတယ်။အသင်းအုပ်ဆရာ Glenn Germany ကတရားဟောနေတော့မှပဲအမျိုးသမီးတစ်ယောက်ကဖျားเจ้าရဲ့ရှေ့ဘက်ကိုရှောက်လာပါတယ်။အစားပိုင်းမှာတော့ပုံမှန်လို့ထင်ရပေမဲ့လည်းစက္ကန့်ပိုင်းအတွင်းအခြေအနေဆိုးသွားပါတယ်။နောက်ပိုင်းမှာတော့ Barnack Jr. Polite လို့အမည်ရတဲ့ဒီလူဟာတနက်ကိုထုတ်ပြီးသင်းအုပ်ဆရာကိုတရက်ချိန်လိုက်တာပါ။သူကမောင်ခလုတ်ကိုဆွဲလိုက်ပေမဲ့လည်းကံကောင်းစွာနဲ့ပဲတနက်ကကြီးမထွက်ခဲ့ပါဘူးဒီလိုမျိုးအရေးကြီးတဲ့အချိန်မှာပဲဖျားเจ้าကတာဝန်ခံတယောက်ကရှေ့ကိုပြေးထွက်လာပြီးသူ့လုံးတွေဖမ်းဆီးခဲ့ရပါတယ်တခြားသောအသင်းဝင်တွေကလည်းချက်ချင်းပဲဝိုင်းဝန်းကူညီပြီးရဲတွေမရောက်လာခင်အထိဒီလူကိုထိမ့်သိမ်းပေးထားခဲ့ရပါတယ်ပြောမယ်ဆိုတော့တနက်ချိုးရင်းသွားတာနဲ့ဖျားเจ้าကလူတွေရဲ့လှင်မြန်တဲ့တုံ့ပြန်မှုကြောင့်လူသေးဆုံးတဲ့ပြစ်ခတ်မှုကြီးကနေတိတိလေးလွတ်သွားခဲ့ရတာပါဒါပေမဲ့လည်းဒီဇလန်ကတော့ဒီမှာမပြီးသေးပါဘူးအဲဒီနေ့မှာပဲအာနာပိုင်တွေက Polite ဟာသူ့ရဲ့အသက်56နှစ်အရွယ်ဝမ်ဝဲတော်ဆက်သူ Derek Polite ကိုပြစ်တက်ခဲ့တဲ့အကြောင်းလည်းတွေ့ရှိခဲ့ရပါတယ်။စုံစမ်းစစ်ဆေးသူတွေကဒီဖြစ်ရပ်တစ်ခုစလုံးမှာတနက်တလက်သေးကိုအသုံးပြုသွားခဲ့တာဖြစ်တဲ့အကြောင်းအတည်ပြုခဲ့ပြီးသတင်းတွေအရ Polite ကဖျားသခင်ဒါမှမဟုတ်အတန်တချို့ကသူ့ဒီလိုလုပ်ခိုင်းခဲ့တယ်လို့ယုံကြည်နေတဲ့အကြောင်းအာဏာပိုင်တွေကိုပြောခဲ့ပါတယ်။ဖျားเจ้าကဖြစ်ရပ်တစ်ခုလုံးဟာလည်းတိုက်ရိုက်ထုတ်လွှင့်မှုမှာပါသွားတာကြောင့်ကြည့်ရှုသူတွေကတော့ကြောက်စရာကောင်းတဲ့အခြေအနေကိုတိတိလေးလွတ်မြောက်သွားတာကိုကြည့်ပြီးတုန်လှုပ်ခဲ့ရပါတယ်။ပွဲတော်ရမအိမ်မဆိုကဲဒါကတော့အီသီယိုးပီးယားနိုင်ငံကဝမ်းနည်းပွဲရဖြစ်ပျက်လေးပါ
ပြီးခဲ့တဲ့2025ခုနှစ်အောက်တိုဘာလ1ရက်နေ့မနက်ခင်းကအီသီယိုးပီးယားနိုင်ငံအမ်ဟာရာဒေသမှာရှိတဲ့မန်ဂါရှင်ကိုရာအာရီတီမာရီယမ်ဖျားเจ้าမှာဝမ်းနည်းဖွယ်အဖြစ်ဆိုတစ်ခုဖြစ်ပွားသွားခဲ့ပါတယ်။အဲဒီနေ့ဟာအီသီယိုးပီးယားအော်သိုဒက်စ်ပြက်ကလေးရအလွန်အရေးကြီးတဲ့မေရမာရီရဲ့ပွဲတော်ရက်ဖြစ်လို့ဖျားเจ้าမှာထောင်ထဲချီတဲ့ယုံကြည်သူတွေစုဝေးနေကြတာပါ။ဖျားเจ้าကဆောက်လုပ်နေစေဖြစ်လို့အထက်ကယာယီတဲထိုးထားတဲ့တစ်သားညမ်းကြီးတွေရှိပါတယ်။မနက်9:45မိနစ်အချိန်လောက်မှာမြင့်မြင့်သေးသေးရဲ့ပြပြချက်အရဖျားเจ้าအလဲကမြင်ကွင်းကိုတေးချမြင်အောင်လို့လူတချို့ကအဲ့ဒီတစ်သားညမ်းတွေပေါ်တက်ခဲကြတယ်လို့သိရပါတယ်။ဟုတ်ပါတယ်။အဲ့ဒီကနေပဲဖြစ်ရဆိုတွေစတင်တာပါ။လူအုပ်ရဲ့အလေးချိန်ကိုမခံနိုင်တော့တဲ့တစ်သားညမ်းကြီးဟာစက္ကန့်ပိုင်းအတွင်းမှာရုတ်တရက်ပြိုကျသွားပြီးအပေါ်ကလူတွေကအောက်မှာရက်နေတဲ့လူတွေအပေါ်ကိုပါအဆူလိုက်ပြုံလိုက်ပြိုကျသွားတာပါ။အာဏာပိုင်တွေရဲ့အတီးပြချက်ရအဲ့ဒီဖြစ်ရမှာလူပေါင်း36ဦးသေဆုံးခဲ့ပြီးလူ200ကျော်ဒဏ်ရာရခဲ့ပါတယ်။လူအများပြားဟာတစ်သားတွေအပြက်စီးတွေအောက်မှာပိတ်မိနေခဲ့လို့ကယ်ဆယ်ရေးသမားတွေအသေးအံအချိန်လူပြီးကဲတင်ခဲ့ရတယ်လို့တန်ရှင်းမြင့်မြတ်တဲ့ဘာသာရေးပွဲတော်လေးတစ်ခုဟာဒေတာတွင်အဆိုအဆုံးတိစောက်မှုဆိုင်ရာမတော်တဆမှုတစ်ခုဖြစ်အဆုံးသတ်သွားခဲ့ရပါတယ်။ live stream ကအသက်လူပွဲကဲနောက်တစ်ဖြစ်ရတစ်ခုကတော့အင်တာနက်ခွင်လုံးတုံ့လုံသွားစေတဲ့ဖြစ်ပါ2024ခုနှစ်နိုဝင်ဘာလ24ရက်နေ့ကတက်ဆက်ပြည်နယ်ဒါလက်စ်မြို့မှာရှိတဲ့ The Porter House ဖျားကျောင်းမှာကဘာကျော်တရားဟောဆရာ TD Jake ကတနင်္ဂနွေနေ့တရားဟောနေစဉ်မှာပဲရုတ်တရက်ကျမ်းမာရေးအရေးပေါ်အခြေအနေတစ်ခုကြုံတွေ့ခဲ့ရတာပါဒီဖြစ်ရဟာ live stream လွှင့်နေတဲ့အချိန်ဖြစ်လို့ online မှာလည်းချက်ချင်းပြန့်နှံ့သွားခဲ့ပါတယ်ဗီဒီယိုထဲမှာတော့တရားဟောဆရာ Jake ကတရားဟောနေရုတ်တရက်ထိုင်ကမောကနေထိုင်ချလိုက်ပြီးတကူလုံးတုံရင်လာတာကိုတွေ့ရမှာပါဖျားเจ้าကခေါင်းဆောင်နေနဲ့အဖွဲ့ဝင်တွေကလည်းချက်ချင်းပဲသူနာပြေးလာပြီးဝိုင်းဝန်းဆူတောင်းပေးကူညီခဲ့ကြပါတယ်အစာပိုင်းမှာတော့ဖျားเจ้าဘက်ကဒါဟာတမန်ကျမ်းမာရေးဖောက်ပြန်မှုတသေးလေးဖြစ်ပြီးသူကအခြေအနေတည်ငြိမ်ပါတယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်ဒါပေမဲ့လည်းလာပိုင်းအကြာမှာပဲဆရာတော် Jake ကိုတိုင်ကဒီဖြစ်ရဟာသူတို့ထင်တာထက်အများကြီးပိုဆိုးရတဲ့အကြောင်းဖွင့်ဟလာပါတယ်2025ခုနှစ်အင်တာဗျူးတစ်ခုမှာသူကအဲ့ဒီချိန်တရားဟောစင်မြင့်ပေါ်မှာကျွန်တော်ပြင်းပြင်းထန်ထန်ဟက်အခက်အထက်ရခဲ့တာပါလို့ရှင်းပြခဲ့ပါတယ်သူမှာတမန်နှလုံးယောဂလက္ခဏာတွေဘာမှမပြခဲ့ပဲဆေးရုံရောက်မှသာသူ့နှလုံးရဲ့အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုမှာသွေးကြောပိတ်သွားလို့သွေးမရှုပ်တော့ခဲ့တဲ့အကြောင်းသိရပါတယ်ဆရာဝန်တွေကလည်းအချိန်မီမကူသားနိုင်အသက်အန္တရာယ်ရှိနိုင်တယ်လို့ပြောပါတယ်ဒီဖြစ်ရဟာပုံမှန်လေပတ်နေတဲ့အခြေအနေတစ်ခုကနေစက္ကန့်ပိုင်းအတွင်းအသက်အန္တရာယ်ရှိတဲ့အခြေအနေကိုဘယ်လောက်ထိမြန်မြန်ပြောင်းလဲသွားနိုင်တယ်လဲဆိုတာကိုကမ္ဘာတဝန်းကပြည်သူတွေကိုသတိပေးလိုက်တယ်လို့ပါအငင်းပွားပွဲအာဏာပြမှုကဲအခုပြောပြမယ့်အဖြစ်အပျက်ကတော့ကြည့်ရှုသူတွေကိုဒေါသထွက်စေတဲ့ဖြစ်ရတစ်ခုပါဖြစ်စဉ်က2025ခုနှစ်ဧပြီလမှာကင်ညာနိုင်ငံကနီနိုအင်ဝေဂေလီတရားဟောစင်တာကတရားဟောဆရာ James Anger ဟာဝေးပြူဆူတောင်းပွဲအတွင်းမှာပဲအသင်းသားတအုပ်ကိုပါရိုက်ခဲ့တဲ့ဗီဒီယိုထွက်လာပြီးတဲ့နောက်အပြင်းထန်ဝေဖန်ခံခဲ့ရတာပါဗီဒီယိုထဲမှာအရှိဆုံးထဲမှာအိမ်ငိုက်နေပုံရတဲ့အမျိုးသားတအုပ်ကိုတရားဟောဆရာကရိုက်ပုတ်လိုက်ပြီးအနောက်တောင်ပြောင်းထိုင်မှုအမိန့်ပေးတာပါဒါတွေမကသေးပဲဘေးနားမှာရှိတဲ့အမျိုးသမီးတအုပ်ကိုပါဘာလို့သူ့မနှိုးသလဲဆိုပြီးလူပုံတွေမှာစုပုံချိန်မောင်းခဲ့ပါတယ်ဒီဗီဒီယိုဟာအလင်းမြန်ပြန့်နှံ့သွားခဲ့ပြီးအပြင်းထန်ဝေဖန်ခဲ့ရတယ်လို့ကြည့်ရှုသူအများစုကဒါဟာဘာသာရေးအကာအကွယ်ယူပြီးလုတ်ပိုင်ဝင်ကိုအလွဲသုံးစားလုပ်တာလို့ရှုံချခဲ့ပါတယ်တချို့ကတော့ဒါဟာစီကံတကြဖြစ်အောင်တွင်တင်ဆုံးမမှုလိုမျိုးပဲကာကွယ်ပြောဆိုခဲ့ကြပါတယ်နောက်ပိုင်းမှာတော့ဒီပြဿနာကအလှည့်ပြောင်းတစ်ခုဖြစ်လာပါတယ်အစာပိုင်းကအဲ့ဒီပါရိုက်ခံရတဲ့အမျိုးသားကဒါလက်ခံနိုင်စရာပါပဲလို့ပြောပေမဲ့နောက်ပိုင်းမှာတော့သူစကားကိုပြင်လိုက်ပြီးသူဟာဖိအားပေးခံရတာလို့ပြောခဲ့ပါတယ်ဒီဖြစ်အကြောင်းပဲသူ့ဘဝနဲ့အတမူဝမ်းကြောင့်လုပ်ငန်းတွေထိခိုက်ခဲ့ရလို့ရော်ကြီးပေးပါလို့လည်းတောင်းဆိုလာပါတယ်ဒီဖြစ်ဟာကင်ညာနိုင်ငံမှာဘာသာရေးခေါင်းဆောင်တွေရဲ့တာဝန်ယူမှုနဲ့ပတ်သက်လို့အကြီးကျယ်ဆွေးနွေးညှင်းခုန်မှုတွေကိုပြန်လည်အသက်ဝင်စေခဲ့ပြီးထင်မြင်ချက်အမျိုးမျိုးပေါ်ပေါက်လာစေခဲ့ပါတယ်ခေါင်းတလားတွေကရှင်ပြန်ထားမြောက်ခြင်းကဲအခုတစ်ခါမှာတော့အင်တာနက်သမိုင်းမှာအဆိုးဝါးဆုံးနဲ့နာမည်အပြတ်ဆုံးဖျားကြောင်အတွင်းဗီဒီယိုတစ်ခုအကြောင်းပြောပြပေးသွားမှာပါ2019ခုနှစ်ဖေဖော်ဝါရီလမှာတောင်အာဖရိကကဂျိုဟန်နာဘက်စ်မြို့အလီလူရာဝင်ကြီးဌာနများအပြည်ပြည်ဆိုင်ရာဖျားကြောင်ကတရားဟောဆရာElf လူကာအိုကဝေပြုဆူတောင်းပွဲအတွင်းမှာတည်ဆုံနေတဲ့လူတယောက်ခေါင်းတလားတွေကနေရှင်ပြန်ထမြောင်လှုပ်ပြခဲ့တယ်ဆိုပြီးကမ္ဘာတဝမ်းမှာဟိုးလေးတကြော်ဖြစ်သွားတာပါအဲ့ဒီတည်ဆုံသူကိုတော့အလီယော့လို့နာမည်ပေးထားပြီးလူကာကဆူတောင်းရင်သူ့ရဲ့နာမည်ကိုအော်ခေါ်လိုက်တဲ့အခါမှာပဲစောင့်ကြည့်နေတဲ့လူကလည်းအခေါင်ထဲကအမျိုးသားဟာရုတ်တရက်ထားထိုင်လာပြီးအသက်ရှူသံပြင်းပြင်းနဲ့အသက်ပြန်ရှင်လာတာကိုမြင်လိုက်ရပါတယ်ဒီအချိန်လူအုပ်ကြီးတစ်ခုလုံးကလည်းအန်အောဝမ်းသာရင်အော်ဟစ်ဆူတောင်းနေကြပြီးဒီဗီဒီယိုဟာဆိုရှယ်မီဒီယာပေါ်မှာတော်မီလို့ပြန့်နှံ့သွားခဲ့တာပါတချို့ကဒါကိုအန်အဝဲအဖြစ်ပြက်လို့ယုံကြည်ကြပေမဲ့လူအများစုကတော့ဒါဟာလိမ်လည်မှုတစ်ခုပဲလို့တန်တရားဝင်ခဲ့ကြပါတယ်ဝေဖန်သူတွေကဗီဒီယိုတွေကမတင်ငါစရာအချက်တွေကိုလည်းထောက်ပြခဲ့ပါတယ်ဥပမာသူရှင်ပြန်မထားမြောက်ခင်ကလေးကအခေါင်းထဲမှာလှုပ်ရှားနေတာပြီးတော့သူတကယ်ပဲတည်ဆုံခဲ့တယ်ဆိုတော့တရားဝင်စေးပတ်တန်ထောက်တာဘာတစ်ခုမှမရှိတာပါတုံသန်းစစ်ဆေးမှုတွေလုပ်တဲ့အခါမှာတော့နိုင်ကူညီမှုအသင်းကလည်းသူတို့ဒီဖြစ်ရတဲ့ပတ်သက်ပြီးဘာမှမသက်ဆိုင်တဲ့အကြောင်းညှင်းဆိုသလိုအာဏာပိုင်တွေကလည်းသူတည်ဆုံနေဆိုတာမှတ်တမ်းလုံးဝမရှိဘူးလို့အတည်ပြုခဲ့ပါတယ်အဲ့ဒီအခါကျမှဖះเจ้าဘက်ကစကားပြောင်းသွားပြီး
သူကဖျားเจ้าမရောက်ခင်ကတည်းကအသက်ရှင်နေတဲ့လက္ခဏာတွေပြနေပြီးသားဖြစ်နိုင်တယ်လို့ဆင်ခြင်ပေးခဲ့ပါတယ်ဘလို့ပဲဖြစ်ဖြစ်ဒီဖြစ်ရဟာမကြသေးမီနှစ်တွေအတွင်းမှာကမ္ဘာပေါ်မှာအငြင်းပွားစရာအကောင်ဆုံးအံ့ဩဖွယ်ရှင်ပြန်ထားမြောက်ခြင်းတစ်ခုအဖြစ်တော့ရှိနေစေပါတရားဟောစင်မြင့်ပေါ်မှာတည်ဆုံးခြင်းကဲဒီတစ်ခုကတော့တကယ်ကိုစိတ်မကောင်းစရာပါ2024ခုနှစ်မေလ19ရက်နေ့မှာကင်ညာနိုင်ငံကီယမ်ဘူခရိုင်ရိုအီရူမျိုးကဖျားเจ้าတစ်ခုထဲမှာအငြိမ်းစားအင်ဂျင်နီယာတအုပ်ဖြစ်တဲ့ Kalnas Kungu Wanara ဟာအသင်းတော်ဝင်တွေကိုစကားပြောနေလဲကျသွားပါတယ်။သူကဖျားเจ้าရဲ့မျှော်မှန်းချက်နဲ့ဖွံ့ဖြိုးတိုးတက်မှုအကြောင်းပြောနေရုတ်တရက်ရက်တန့်သွားပြီးစင်ပေါ်မှာလဲကျသွားတာပါ။အသင်းဝင်တွေကတော့သူ့ကိုကူညီဖို့ပြေးသွားကြပြီးဝေပြုတ်ပွဲကလည်းရုတ်တရက်ရက်တန့်သွားပါတယ်။သူကိုစေယုံကိုပိုးဆောင်ခဲ့ကြပေမဲ့နောက်ပိုင်းမှာတော့တိတ်ဆုံးသွားပြီလို့အတည်ပြုခဲ့တာပါ။သူကနှလုံးရက်တက်ပြီးတိတ်ဆုံးသွားတာလို့သတင်းတွေကဖော်ပြခဲ့ပြီးဒီဖြစ်ရဲ့ဗီဒီယိုဟာအွန်လိုင်းမှာပြန့်နှံ့သွားခဲ့တယ်လို့ရုတ်တရက်ဆုံးရှုံးမှုအတွက်လူတော်များများကလည်းဝမ်းနဲ့တုန်လှုပ်ကြပါတယ်။ဒီအမျိုးသားကြီးတော့အသင်းတော်အတွက်စက္ကန့်အနှံထားတဲ့ခေါင်းဆောင်တယောက်အဖြစ်လူတွေကအမှတ်တရရှိနေပြီးသူရဲ့ဘဝနဲ့ပေးဆက်မှုတွေကိုဂုဏ်ပြုတဲ့အထိမ်းအမှတ်အခမ်းအနားကိုလည်းကျင်းပပေးခဲ့ကြပါတယ်။ Gabef Dale အခုပြောပြပေးတဲ့ဇလန်းတွေကစိတ်မသက်သာဖြစ်စရာကောင်းတယ်ဆိုရင်တော့ဒီတစ်ခုအတင်ကိုပို့ပြီးတော့မှနောက်တစ်ဆင့်စိတ်အနှောက်အယှက်ဖြစ်စေပါလိမ့်မယ်။အကြောင်းကတော့ဒါကလေးငယ်တွေနဲ့ပတ်သက်နေတဲ့နှစ်ပေါင်းများစွာကြောင့်အငြင်းပွားစရာဖြစ်နေလို့ပါ။ UK နဲ့ကင်ညာနိုင်ငံတွေမှာအမှုဆောင်ခဲ့တဲ့ Pastor Gabef Dale ကတော့ထူးခြားတဲ့အခိုင်အမာပြောဆိုချက်တစ်ခုနဲ့သူ့ရဲ့အဖွဲ့အစည်းကိုတည်ထောင်ခဲ့တာပါ။သူကကလေးမရနိုင်တဲ့အမျိုးသမီးတွေဟာစူတောင်းခြင်းရတစ်ဆင့်အံ့ဩဖွယ်ရာကိုယ်ဝင်နေရနိုင်တယ်လို့နောက်လိုက်တွေကိုပြောပြခဲ့ပါတယ်။သူရဲ့အဖွဲ့အစည်းတွေကတသိခံချက်တွေအရတချို့သောအမျိုးသမီးတွေဟာဝိပုပွဲတွေတက်ရောက်ပြီးနောက်မှာတော့ကိုယ်ဝင်ရလာခဲ့တယ်လို့ပြောခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဒီအံ့ဩဖွယ်ရာဖြစ်တဲ့အကြောင်းကလေးတွေမွေးဖွားလာတယ်ဆိုပြီးလူသိရှင်များအောင်ပွဲခံပြခဲ့ပါတယ်။ဒါပေမဲ့အချိန်ကြာလာတဲ့မြကြီးမားတဲ့မိခွန်းတစ်ခုထွက်ပေါ်စေခဲ့ပါတယ်။ကင်ညာနိုင်ငံကစုံစမ်းစစ်ဆေးမှုတွေမှာဒီဖြစ်ရတော်တော်များများကိုစစ်ဆေးခဲ့ရတဲ့အခါမှာ DNA စစ်ဆေးချက်တွေရကလေးတွေဟာသူတို့ကိုမွေးဖွားခဲ့တယ်လို့ပြောတဲ့အမျိုးသမီးတွေနဲ့မျိုးဗီဇတော်ဆက်မှုမရှိတာကိုတွေ့ခဲ့ရပါတယ်။အာဏာပိုင်တွေကဒီကလေးတချို့ဟာတရားမဝင်နီလန်းနဲ့ရလာတာဖြစ်နိုင်တယ်လို့ဆွဆွဲခဲ့ပြီးဒီအမှုဟာလည်းနိုင်ငံတကာအဆင့်ထိကိုကြီးထွားခဲ့တာပါ။2006ခုနှစ်မှာဒီယာကို UK မှာဖမ်းဆီးခဲ့ပြီးနှစ်ပေါင်းများစွာဥပဒေကြောင်းအရတိုက်ပွဲဝင်ပြီးတဲ့နောက်2018ခုနှစ်မှာတော့ဒီဆွဲချက်တွေနဲ့ရင်ဆိုင်ဖို့ကင်ညာနိုင်ငံကိုပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ဆိုပါတယ်။သူရဲ့ဇနီးဖြစ်သူ Margaret Dale ကိုတော့ကလေးငယ်ခိုးယူမှုနဲ့ဆက်ဆက်ပြီးကင်ညာမှာထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။ဒါပေမဲ့လည်း2023ခုနှစ်မှာတော့ကင်ညာတရားရုံးက Gabef Dale ကိုအပြစ်မရှိတဲ့အကြောင်းလွှတ်ပေးခဲ့ပါတယ်။သူကိုဒီရာဇဝတ်မှုတွေနဲ့တိုက်ရိုက်ဆက်ဆက်ပေးနိုင်တဲ့တသိအထောက်ထားမလုံလောက်ဘူးဆိုပြီးတရားရုံးကပြန်လည်လွှတ်ပေးခဲ့ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်ခုတင်ဆက်ပေးတဲ့အမှုတွေကတော့အံ့ဩဖွယ်ရာဖြစ်ရတွေထဲမှာအထင်ရှားဆုံးဥပမာဖြစ်နေစေဖြစ်တဲ့အမှုတွေပါ။တချို့ဖြစ်ရတွေကကြိုတင်မမြင်နိုင်တဲ့တဘာဝဘေးရန်တွေတွေကျမရဲ့ဖောက်ပြန်မှုတွေဖြစ်ပေမဲ့တချို့ဖြစ်ရတွေကတော့ဘာသာရေးခေါင်းဆောင်တွေရဲ့လုပ်ပိုင်ခွင့်အလွဲသုံးစားလုပ်မှုလိန်ညာလဲစားမှုနဲ့နောက်လိုက်တွေရဲ့အစွန်းရောက်ယုံကြည်မှုတွေကိုမိမောင်းထိုးပြနေတာပါ။အစားအုံတွေပြိုကျတာတရားဟောစီယာကဇိမ်ခံပစ္စည်းတောင်းတာတေးတဲ့သူကိုရှင်းအောင်လုပ်ပြတဲ့အလိန်ညာတွေပဲဖြစ်ဖြစ်တေးကြတာတော့ဒီဖြစ်ရတွေအားလုံးကကျွန်တော်တို့မျှော်လင့်ထားတဲ့ဖျားเจ้าရဲ့ပုံရိပ်တွေကိုအကြီးကျယ်စိန်ခေါ်နေပါတယ်။ယုံကြည်မှုဆိုတာဟာအမတန်အစွမ်းထွက်တယ်လို့အဲ့ဒီယုံကြည်မှုအလွဲသုံးစားလုပ်ခံရတဲ့အခါမှာလည်းအမတန်အန္တရာယ်ကြီးမားလာပါတယ်။ဘာသာရေးဖွဲ့စည်းပဲဖြစ်ဖြစ်ပွင့်လင်းမြင်သာမှုတွေနဲ့တာဝန်ယူမှုတာဝန်ခံမှုဟာအမြဲတမ်းအရေးကြီးတယ်လို့ဆိုရမှာပါ။ကဲဒီတော့သင်တို့ရောကျွန်တော်ဒီကနေ့တင်ဆက်ပေးသွားတဲ့ဖြစ်ရလေးနဲ့ပတ်သက်လို့သင်အနေနဲ့တစုံတစ်ခုမှတ်ချက်ပြုလို့မယ်ဆိုရင်လည်းcommentမှာဝင်ရောက်ဆွေးနွေးပေးသွားလို့ရပါတယ်။အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။